ဒီမျိုးသားဟာတာမန်လူတွေမမြင်နိုင်တဲ့အရာတွေကိုမြင်နိုင်စွမ်းရှိပါတယ်။ဒီနေ့မှာတော့မင်းကလေးတယောက်ဟာသူ့မျက်စိရှိမှတင်ကြောက်စရာကောင်းတဲ့တတဝါဆိုးကြီးအဖြစ်ရုတ်တရက်ပြောင်းလဲသွားတာကိုမြင်လိုက်ရတာကြောင့်သူဟာစိတ်ချောက်ချားနေတာလို့ပဲထင်နေခဲ့ပါတယ်။တကယ်တော့သူဟာရဲဆောင်ထောက်တယောက်ဖြစ်တယ်လို့တတဝါဆိုးတွေရဲ့ရုပ်သွင်အမှန်ကိုမြင်နိုင်တဲ့ဂင်ယန်မျိုးနွယ်ရဲ့နောက်ဆုံးမျိုးဆက်လည်းဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတော့သူဟာသူ့ရဲ့ထူးခြားတဲ့စွမ်းအားအကြောင်းကိုမသိသေးပါဘူး။ဒီနေ့မနက်မှာတော့အနီရောင်ဝတ်စုံနဲ့မင်းကလေးတယောက်ဟာတချင်းသားထောင်ရင်တောထဲမှာလမ်းလျှောက်နေတုန်းလမ်းဘေးကအယုတ်လေးတရုပ်ကိုတွေ့ပြီးကောက်ယူဖို့ကြိုးစားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအရေးတစ်ခုကသူ့မော့ကိုရုတ်တရက်တိုက်ခိုက်လိုက်ပါတော့တယ်။စုံထောက်နဲ့သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တို့အခင်းဖြစ်ပွားရာကိုရောက်လာတဲ့အခါမှာတော့ခနာကိုအစိတ်အပိုင်းတချို့စုပ်ပြက်နေတဲ့အဝတ်စားတွေနဲ့အတန်ဖွင့်ဆက်လေးတစ်ခုကိုပဲတွေ့ရပါတယ်။သူတို့ရရှိတဲ့တစ်ခုတည်းသောတဲလုံစကတော့ထူးဆန်းတဲ့ခြေရာတစ်ခုပဲဖြစ်ပါတယ်။ရဲစခန်းကိုပြန်ရောက်တဲ့အခါမှာလည်းရာဇဝတ်ကောင်တယောက်ဟာသူ့မျက်စိရှိမှတင်တတဝါဆိုးဖြစ်ပြောင်းလဲသွားတာကိုသူထပ်မြင်ရပြန်ပါတယ်။ဒါပေမဲ့သူတေးသေးချာချာပြန်ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီလူဟာတာမန်လူတယောက်ဖြစ်ပြန်ဖြစ်နေတာကြောင့်သူဟာဇိုဝေးစွာဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲလူပြောက်တိုင်ချက်တစ်ခုရောက်လာပြီးမနက်ကပြေးလွှားထွက်သွားတဲ့ကျောင်းသူလေးတယောက်အိမ်ပြန်မရောက်လာကြောင်းသိရပါတယ်။စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီကျောင်းသူလေးဟာမနက်ကတောထဲမှာအသက်ခံလိုက်ရတဲ့မိန်းကလေးဖြစ်နေပါတော့တယ်။ညဘက်အိမ်ပြန်ရောက်တဲ့အခါမှာတော့သူဟာဆယ်စုနှစ်တခုကျော်ကြာအောင်မတွေ့ရတဲ့သူ့ရဲ့ဒေါ်လေးဖြစ်သူနဲ့ဆုံတွေ့ခဲ့ပါတယ်။ဝမ်းသာအားရနှုတ်ဆက်ပြီးတဲ့နောက်မှာတော့ဒေါ်လေးဖြစ်သူကသူ့မမကင်ဆာရောဂါရှိနေကြောင်းနဲ့မိသားစုရှိုးဝက်ချက်တစ်ခုကို10ရက်အတွင်းပြောပြရမှာဖြစ်ကြောင်းပြောလာပါတယ်။ဒေါ်လေးကသူ့ကိုမကြသေးမီကထူးဆန်းတဲ့အရာတွေမြင်ဘူးသလားလို့မေးလိုက်တဲ့အခါမှာတော့သူ့ရဲ့မျက်နှာမူအရာကိုကြည့်ပြီးဂင်ယန်မျိုးနွယ်ရဲ့တာဝန်ဟာသူ့လက်ထဲကိုရောက်ရှိလာပြီဆိုတာဒေါ်လေးကနားလည်သွားပါတယ်။စကားပြောလို့မဆုံးသေးခင်မှာပဲဒေါ်လေးဖြစ်သူဟာအနားကိုတတဝါဆိုးတွေချင်းကပ်လာတာကိုရုတ်တရက်ခန်းစားလိုက်ရပါတော့တယ်။